နေ့စဉ်လုပ်ငန်းဆောင်တာ daily routine ကိုဂျပန်လိုလေ့လာကြည့်ရအောင်ပြောကြည့်ရအောင် passage လေးနဲ့ပေါ့နော်ဒီ passage ထဲမှာကိုယ်လုပ်နေကြ daily routine နဲ့အများကြီးပါတယ်ပေါ့နော်အစမနက်ပေါ့နော်မဲကစာမေးတဲ့ဆိုတော့မျက်လုံးဖွင့်နေအဲ့ရနိုးတယ်ပေါ့နော်အဲ့ရမထားသေးဘူးအဲ့ရနိုးတာမျက်လုံးပွင့်လို့ပေါ့နော်မဲကစာမေးတဲ့မို့ပေါ့နော်မျက်လုံးဖွင့်မိမယ်လေရှိပါရခုခဏလောက်အဲ့ရထဲမှာဟိုဘက်လှည့်ဒီဘက်လှည့်လုပ်မယ်ပေါ့နော်ဘဲတိုတဲ့ဂိုရိုရှိနာငါရဘဲတိုတဲ့ဂိုရိုရှိနာငါရဆိုအဲ့ရထဲမှာဟိုဘက်လှည့်ဒီဘက်လှည့်လုပ်တယ်ဆိုရင်ဘဲတိုတဲ့ဂိုရိုစုလို့ပေါ့နော်ဘဲတိုတဲ့ဂိုရိုရှိနာငါရဖုန်းကြည့်မယ်စမဟိုမီတဲ့စမဟိုမီလို့ပေါ့နော်ဒီမှာ passage တို့ဆိုတော့စမဟိုမီတဲ့ဖုန်းကြည့်ပြီးတော့ဆိုတဲ့ခါရ okay တို့ဆိုတဲ့ခါရ okay တို့အဲ့ဒါပြီးမှအဲ့ရထားမယ်ပေါ့နော်အဲ့ရထဲကနေထားမယ်ပေါ့နော် okay တာရထားလိုက်ပြီဆိုရင်ဟာကိုမီဂိုင်တဲ့ဆိုတော့သွားတိုက်မယ်သွားတိုက်ပြီးတော့ခါအိုအာရိုင်မျက်နှာတစ်မယ်ပြီးတော့စကင်ကဲယာကိုစကင်ကဲလိမ့်တာကိုပြောတာပေါ့နော် okay တာရဟာကိုမီဂိုင်တဲ့ခါအိုအာရိုင်စကင်ကဲယာကိုပြီးရင်အာဆာကိုဟန်ကိုစကုတဲ့တာဘဲတဲ့ခါရအာဆာကိုဟန်မနက်စာကိုစကုတဲ့လုပ်ပြီးတော့တာဘဲတဲ့ခါရစားပြီးတော့ပေါ့နော်စန်တာကုဆိုအဝိရှော်မဲအိုဘန်တိုနိုဂျွန်ဘီကိုဆိုတော့ထမင်းဘူးထည့်ရမယ်ဆိုရင်ထမင်းဘူးထည့်မယ်ပြင်ဆင်မယ်ပေါ့နော်စန်တာကုတော့အိုဘန်တိုနိုဂျွန်ဘီကိုဆိုတော့少し復習をして復習ဆို revision လုပ်တာပေါ့နော်စာရီဖြစ်revision လုပ်မယ်ပေါ့နော်少し復習をしてလုပ်ပြီးတော့ o inori をしてから o inori ပေါ့နော် o inori ဆိုဖျားရှိခိုးတာပြောတာပေါ့နော်ဆူတောင်းတာပေါ့နော်လုပ်ပြီးတော့学校ဒါမှမဟုတ်ရှိကော့တိုအလုပ်ဆိုရင်ရှိကော့တိုပေါ့နော်学校へ行く仕事へ行くเนาะဒါမနက်ပိုင်း routine ပေါ့ဒါနေ့လေお昼にはနေ့လေပဲကြတော့ဟီရိုကိုဟန်ကိုတာပဲတဲ့နေ့လေစာကိုစားမယ်ကိုကညနေဘက်ကကြတော့အိုယာဆုကိုတာပဲနာငါရအိုယာဆုဆိုတာမုတ်စနက်ကိုပြောရမှာနော်မုတ်စားမယ်အိုယာဆုကိုတာပဲနာငါရတငယ်ချင်းနဲ့ဖုန်းပြောမယ်တိုမိုဒါချီတိုဟာနာဆုဖုန်းပြောရင်ဒါမှမဟုတ်ရင်စကားပြောမယ်ပေါ့နော်တငယ်ချင်းနဲ့စကားပြောမယ်တိုမိုဒါချီတိုဟာနာဆုယောရုညရောက်တော့တဲ့အီယန်နီခိုင်တာရအိမ်ပြန်မယ်ပေါ့နော်အိမ်ပြန်မယ်အီယန်နီခိုင်တာရ両親と電話をしてမိဘတွေနဲ့ဖုန်းပြောမယ်ပေါ့နော်両親と電話をしてお風呂に入るဆိုတော့お風呂ထဲဝင်မယ်ပေါ့နော်ဒါမှမဟုတ်လည်းဒီရှာဝါပဲချိုးတယ်ဆိုရင်ရှာဝါကိုအားပေးလို့ရတယ်ပေါ့နော်その後အဲ့ဒီနောက်ဘန်ကိုဟန်ကိုတာပဲတဲ့ညစာစားပြီးတော့寝る前にはမအိတ်ခင်က音楽を聴くတခြင်းနားထောင်မယ်တဲ့ဆိုတော့ဒီမှာ vibe အများကြီးရတယ်ပေါ့နော်မဲကစာမေးတဲ့ဆိုတော့အဲ့ရမျက်လုံးဖွင့်နေဘက်တိုတဲ့ဂိုရိုရှိနာဂါရဆိုတော့ဘက်တိုတဲ့ဂိုရိုဆိုလို့ဆိုအဲ့ရထဲမှာဟိုဘက်လက်ဒီဘက်လက်လောက်တယ်ဖုန်းကြည့်ရဆိုရင်စမဟိုမီတို့ပြီးတော့အဲ့ရထားရဆိုရင်အိုကီတို့သွားတိုက်တယ်ဆိုရင်ဟာကိုမီကိုက်တဲ့မျက်နှာတက်တဲ့ခါဝကိုအရိုက်စကင်ကဲလုပ်တယ်စကင်ကဲယာကိုစုတို့နေ့လေမနက်စာကိုပြုလုပ်ပြီးတော့စားမယ်အစကောဟန်ကိုစကုတဲ့တာပဲတို့အဝိရှော်မယ်စင်တကုစုတို့ထမင်းဘူးပြင်မယ်အိုဘန်တိုနော်ဂျွန်ဘီကိုစုတို့ revision လုပ်မယ်ဖုကုရှူကိုစုတို့ဖျားရှိခိုးမယ်အိုအီနော်ရီကိုစုတို့学校へ行く仕事へ行くတောင်းသွားမယ်အလုပ်သွားမယ်နေ့လေစားမယ်ဟီရုကိုဟန်တာပဲတို့မုတ်စားမယ်အစာပြေမုတ်စားမယ်အိုယာဆုကိုတာပဲတို့တငယ်ချင်းနဲ့စကားပြောမယ်တိုမိုတာချီတိုဟာနာဆုအိမ်ပြန်မယ်အီယနီခိုင်တို့မိဘရင်းနဲ့ဖုန်းပြောမယ်လျောရှင်တိုတန်ဝါဆုတို့ဟိုအိုဖူရိုထဲဝင်မယ်အိုဖူရိုနီဟိုင်တို့ရေချိုးမယ်ဆိုရင်ရှာဝါကိုအားပေးလို့လည်းရတယ်ပေါ့နော်ညစာစားမယ်ဆိုရင်ဘန်ကိုဟန်ကိုတာပဲတို့မအိတ်ခင်နေရူမိုင်နီတချင်းကိုနားထောင်မယ်音楽を聴く